1960ပြည့်နှစ်တွေတုန်းကဆိုရင်ဒီနေရာလေတွေနဲ့ငါးဖမ်းလို့ကောင်းခဲ့တဲ့နေရာတစ်ခုပေါ့ဒါပေမဲ့ဒီနေ့မှာတော့ငါးဖမ်းလေအိုကြီးတွေကရေနဲ့မိုင်60ကျော်ဝေးကွာတဲ့တဲကနေရာထဲမှာပဲတောင်းတင်နေကြပါပြီအားရပင်လေကြီးတစ်ခုလုံးခန်းချောက်သွားခဲ့တာပါဒါမတော်တဆဖြစ်ရမဟုတ်သလိုတဘာဝတရားကြီးကြောင့်လည်းမဟုတ်ပါဘူးလူသားတွေကြောင့်ဖြစ်လာရတဲ့ကမ္ဘာအဆိုးဝါးဆုံးပတ်ဝန်းကျင်ဆိုင်ရာကပ်ဘေးတစ်ခုပဲဖြစ်ပါတယ်ဒီလိုနဲ့ရေအိုင်းကြီးခန်းချောက်သွားတဲ့အခါအောက်ခြေကတဲပြင်တွေဟာအာရကွန်းလို့ခေါ်တဲ့တဲကနေရာအသေးကြီးဖြစ်လာခဲ့ပါတယ်အကျယ်ဝန်းကတော့အမေရိကန်က West Virginia ပြည်နယ်လောက်နေပါကြီးမားပါတယ်။လက်ရှိ2026ခုနှစ်ရဲ့နွေရာသီမှာလည်းဒီတဲကနေရာတွေကနေအစိတ်တောက်တွေပါတဲ့ဖုံမုန်တိုင်းကြီး10ကြိမ်ထက်မနည်းတိုက်ခတ်နိုင်ခြေရှိပြီးဒါသမိုင်းတစ်လျှောက်အဆိုးဝါးဆုံးမုန်တိုင်းရာသီဖြစ်လာနိုင်လို့ဒေသခံတန်းပေါင်းများစွာရဲ့ကျန်းမာရေးကိုချိန်ချောက်နေပါတယ်။မူလကကာဇက်စတန်နဲ့ဥဇဘက်ကစ္စတန်နိုင်ငံကြားမှာရှိတဲ့အာရပင်လယ်ဟာပင်လယ်လို့အမည်တွင်ပေမဲ့တကယ်တော့ကမ္ဘာစတုတ္ထအကြီးဆုံးကုန်းတွင်းရေအိုင်းကြီးဖြစ်ပါတယ်။ဒီရေအိုင်းကြီးတွေကိုအမူဒါရီယာနဲ့စီရာဒါရီယာဆိုတဲ့မြကြီးနှစ်စင်းကနှစ်ပေါင်းထောင်ကြီးကလေးကစီစဉ်ခဲ့တာပါဒါပေမဲ့1960ပြည့်နှစ်တွေမှာဆိုဗီယက်အစိုးရကတဲကနေရာထဲမှာဝါကွန်းစိုက်ပျိုးဖို့အတွက်ဒီမြင်းနှစ်စင်းကရေတွေကိုတူးမြောင်းကြီးတွေနဲ့လွှဲပြောင်းယူခဲ့ပါတယ်ရေအိုင်ကြီးစီရေမြောက်တော့တဲ့အခါကမ်းခြေတွေတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအနှစ်60အတွင်းမှာပဲရေအိုင်ရဲ့90%လောက်ပျောက်ကွယ်သွားခဲ့ရပါတယ်ဒီဘေးထွက်ဆိုးကျိုးကရေခမ်းချောက်ရုံနဲ့မကပါဘူးလေပြင်းတွေတိုက်ခတ်တဲ့အခါ၆တွေ့နေတဲ့အောက်ခြေမြေပြင်ကဓာတုဗေဒပို့သက်စေတွေစားတွေနဲ့အစိတ်သစ်ဖုံဖုံတွေကိုတည်ဆောင်သွားပြီးဘေးပတ်ဝန်းကျင်ကမြို့ရွာတွေစီကိုဖြန့်ဝေပစ်ပါတယ်။ဒါကြောင့်လေထုညဉ့်ညံ့တာဒီနယ်တွေပျက်စီးတာတွေပြင်ဒေသခံတွေမှာတက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေနဲ့သွေးအားနည်းယောဂါတွေဆူလိုက်ပြုံလိုက်ခံစားလာရပါတယ်။အထူးသဖြင့်တောင်ဘက်ကတမိုင်းဝင်ခါဝါရဇန်ဒေသဆိုရင်တစ်ချိန်ကစိတ်လန်းဆူပြေခဲ့ပေမဲ့အခုတော့ကဘာပြက်ကက်အပြီးမြင်ကွင်းလို၆တွေ့ဆိုးဝါးသွားခဲ့ပါပြီ။ဒါပေမဲ့လူသားတွေဟာအားလုံးကိုလက်လွတ်မခံဘဲပြန်ကယ်တင်ဖို့ကြိုးစားနေကြပါတယ်။တဲမုန်တိုင်းတွေကိုထိန်းချုပ်ဖို့အတွက်တဲခဏရထဲမှာရှင်သန်နိုင်တဲ့ဆက်စောချုံဝင်တွေကိုစိုက်ပျိုးပြီးမြေဇီလာကိုထိန်းထားကြပါတယ်။နောက်ပြီးကုလသမဂ္ဂအစီအစဉ်နဲ့ရေ40%လောက်ပိုတက်တာစေမဲ့စဘာမျိုးသစ်တွေကိုစိုက်ပျိုးဖို့တောင်သူတွေကိုကူညီပေးနေတယ်လို့တချို့ကလည်းနည်းပညာနဲ့ AI community အတွက် data center တွေဆောက်ဖို့တီစိတ်ကူးရအကြံစီတွေထုတ်နေကြပါတယ်။အကောင်းဆုံးသတင်းကတော့မြောက်ဘက်ပိုင်းကအာရပင်လေအသေးလေးမှာရှိနေပါတယ်။2005ခုနှစ်မှာကာဇက်စတန်နိုင်ငံကကိုကာရီကာတာကိုတိစောက်ပြီးရေတွေကိုတောင်ဘက်စီမတော့အောင်ပိတ်ဆို့ထားခဲ့ပါတယ်။အကျိုးဆက်အနေနဲ့မြောက်ဘက်ချမ်းမှာရေမျက်နှာပြင်ပြန်တက်လာပြီးစားငံနှုံတွေကျဆင်းသွားတဲ့အတွက်ငါးတွေပြန်ပေါ်လာပြီးငါးဖမ်းရွာလေးချို့အသက်ပြန်ဝင်လာပါတယ်။ဒါပေမဲ့အခု2026နွေရာသီမှာအပူရှိန်ပြင်းလို့ရေငွေ့ပြန်လာမြန်နေပြီးမြစ်ရေအဝင်နေနေတဲ့အတွက်ဒီမြောက်ဘက်ချမ်းကလည်းရေပြန်ကျပြီးစားငံနှုံပြန်တက်လာမဲ့အန်ရယ်နဲ့ရင်ဆိုင်နေရပြန်ပါတယ်။ဒီလိုရေအရင်းမြစ်ကိုအလွန်ကျွံသုံးဆွဲမိလို့တဘာဝပတ်ဝန်းကျင်ပျက်စီးရတဲ့ဖြစ်ရဆိုးကအာရပင်လေတစ်ခုတည်းနဲ့မဟုတ်ပါဘူး။အာဖရိကကချက်စီအိုင်ဆိုရင်လည်းစိုက်ပျိုးရေးနဲ့ရာသီဥတုကြောင့်90%လောက်ခန်းချောက်သွားပြီးလူတန်းပေါင်းများစွာအိုးအိမ်ဆွခွာခဲ့ရပါတယ်။အမေရိကန်နိုင်ငံကလိမ့်မိအီလောင်တမန်ကြီးဆိုရင်လည်းကမ္ဘာအကြီးဆုံးအီလောင်တမန်တစ်ခုဖြစ်ပေမဲ့ရေရှားပါမှုတန်ကိုအပြင်းထန်ခံနေရပါတယ်။ဒါပေမဲ့အမေရိကန်လက်စ်ဗေဂတ်မြို့ကတော့မြက်ခင်းမြစ်တွေကိုကန်နရပင်နဲ့အစားထိုးတာရေနက်ပိုင်းကနေရေဆွဲယူတဲ့စနစ်တွေကိုသုံးဆွဲပြီးရေသုံးဆွဲမှုကိုထက်ဝက်နီးပါးရှော့ချနိုင်ခဲ့လို့အတူယူစရာဖြစ်ခဲ့ပါတယ်။နောက်ပြီးကယ်လီဖိုးနီးယားကဆော်လတန်ပင်လယ်ဆိုရင်လည်းအာရပင်လယ်လိုပဲရေခမ်းပြီးအစိတ်အသင့်ဖုံဖုံတွေထွက်နေလို့အရေးပေါ်ပြန်လည်ကူစားရေး project တွေလုပ်နေရပါတယ်။ဒီဖြစ်ရပ်တွေကနေကျွန်တော်တို့ကိုပေးနေတဲ့သင်ခန်းစာကတော့ရှင်းပါတယ်။တဘာဝတရားကြီးကပေးထားတဲ့ရေရင်းမြစ်တွေကိုလူသားတွေရဲ့လောဘနဲ့စနစ်တကျမစီမံပဲအလွန်ကျွံသုံးဆွဲမယ်ဆိုရင်ဆယ်စုနှစ်အနေငယ်တွေမှာတင်စိတ်နှမ်းဆူပြေခဲ့တဲ့နိဗ္ဗာန်မော်တစ်ခုကိုအစိတ်အသင့်တဲခဏရအဖြစ်ပြောင်းလဲပြစ်နိုင်တယ်ဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။